ကဲဒီနေ့ channel comment လေးတွေချိန်နေလိုက်ကြည့်လိုက်အောင်ပါဗျာကဲ comment လေးတွေကြည့်လိုက်တော့ပုံမှန်ရွက်အနေထားမဟုတ်ဘူးလားဟုတ်သလားလို့ကြည့်ရမှာပြန်တစ်ပင်မှာပဲဖြစ်ဖြစ်ရွက်ပဲဖြစ်ဖြစ်ပုံမှန်မဟုတ်တဲ့ချင်းတွေတစ်ခုဖြစ်လာပြီဆိုတာပြဿနာတစ်ခုပဲမှာတက်နေတာပဲသူဖြစ်လာတာဆိုတာတော့မရှိဘူးပေါ့ဖြစ်လာတဲ့အကြောင်းရင်းတစ်ခုတော့ရှိရမှာအဲ့ကြောင့်အဲ့အကြောင်းရင်းကိုကျွန်တော်တို့တောင်းပြနေနဲ့သိအောင်ရင်လောက်အောင်ပါပေါ့မှာပဲတစ်ခုမှရွက်တစ်ခုမှကိုလိုပြဿနာလေးတစ်ခုတွေ့လာပြီဆိုတာဟိုလာယောဂလာဒါအရင်ဆုံးသိအောင်ခွဲခြားမှာပေါ့တကယ်လို့ပိုးဆိုရင်လည်းဒါပိုးနဲ့ပတ်သက်တဲ့အရာလေးတွေပေါ့ဥပမာဘာပိုးလဲစုပ်စားလားကိုက်စားလားချစ်စားတဲ့ပိုးလားနေတွင်းအောင်ပိုးလားစသဖြင့်တော့အဲ့လိုမျိုးခွဲခြားမှာပေါ့ယောဂဆိုရင်လည်းမိုးလားပတိတရားလားအဲ့လိုမျိုးလေးတွေခွဲခြားပြီးမှဘယ်လိုစိတ်တွေနဲ့ကိုက်ညီတယ်ဆိုတာတစ်ခါရွေးချယ်မှာပေါ့ဒါခုမှလည်းဒီနေ့တိုင်းမရရွက်မှာပြဿနာတစ်ခုပါတွေ့နေအပေါ်မှာရွက်မဟုတ်ဘူးဆိုရင်ဒါဒီမှာပြဿနာတစ်ခုတွေ့နေဒါမျိုးလေးတွေအပေါ်မှာမဟုတ်ဘူးဆိုရင်တော့ဒါစဉ်းစားမှာကျွန်တော်တို့ကမာလူတိုက်လူတွေတိုက်လို့လားနာယောဂအကြောင်းလားဟာရအကြောင်းလားဝန်းကျင်ပြည်စည်းမှုအကြောင်းလားစသဖြင့်ပေါ့မျိုးဘက်ကနေတော့စဉ်းစားမှာဒီခုတော့ပြဿနာတော့တွေ့နေတယ်အဲ့ဒီမျိုးတော့အင်္ဂပူမျိုးပြအင်္ဂပူမျိုးတွေတန်းခံတယ်လို့တော့ပြောတာစီဇွန်လောက်ပဲတန်းခံမယ်တင်တယ်ကျန်တာတွေတော့ကျွန်တော်တွေ့ရတော့စုပ်စားတွေကတော့ကြိုက်မဲ့သဘောရှိတယ်ကဲဒါကတော့ကျွန်တော်တို့ဝါရီမှာတော့အမီကွက်ပုံစံကြတဲ့နေထားကဲဒါကြောင့်လည်းတော့အမီကွက်နဲ့ကြိုးရယောဂတော့ယောဂအလုံးယောဂဝင်လာတယ်ဒါယောဂပါပြောတာဒါဆိုပြီးကြောတွေတိုင်းလိုက်တဲ့ပုံစံမျိုးရှိတာဒါကြောင့်လေယောဂတစ်မျိုးပဲစောစောပုံစံနဲ့တူယောဂဆုံးကြနေတယ်စီဇွန်ကတော့မဟုတ်ဘူးပုံစံတော့စီဇွန်နဲ့ခက်ဆင်ဆောင်းပါရတော့စီဇွန်ကြမှာမတယ်ဒါလေးတဲ့တော့စားနာလေးစားအဲ့ဒါတော့ဆိုးဝါးလာတာဗိုင်းရွက်ပါကျွေးသွားတဲ့အနေထားကြီးအမရိုးပါလိုက်သွားတယ်ပေါ့ညာနေကျွေးသွားတာချမ်းရွက်တွေကြည့်ရတာတော့ကဲဒီလိုစုပ်စားဖြစ်တဲ့ရွက်တွေပို့ပြီးယောဂါကဖြစ်လာတယ်လို့ကျွန်တော်ယူဆတယ်ကြည့်ရတာတော့စုပ်စားဖြစ်တဲ့ရွက်လေးတွေနဲ့စလာတာတိုင်းလားတွန့်လာနေတာဝိုင်းမှာဒေါမီကွက်လို့
တော့ခန်းချင်းမှာကြတဲ့ဆော့မနာကြတယ်လို့တချို့ရတယ်ဒါမျိုးတွန်းတဲ့နေရာတွေပြန်ပြီးမစားလာတာစားပြီးတော့ရောပါအမတွန်းတဲ့နေရာတွေကနေတော့ဘာတခုလေးအဲ့တန်ရာနေပြီးတော့မဲလာတယ်အပယောဂဖြစ်သူပြောင်းသွားတယ်လို့မြင်တာပဲကျွန်တော်မဒါလည်းတွန်းတဲ့နေရာတွေဒီမဲလာတယ်စားလာအဲ့လိုမျိုးတွေ့တာမဲဒါလဲတွန်းနေတာတွန်းနေရနေမပိုင်းမအညာနေယောဂဝင်ပြီးတော့ဝါလာတယ်ဝါလာရင်လည်းမဲလာမဲရမယ်ဖြစ်ယောဂရွက်တွေကြည့်လိုက်ရင်အကုန်လုံးကတွန်းနေရများတယ်တွန်းတာတွေဖြစ်တာလေကျွန်တော်ယူဆတယ်မဲဒါဆိုလဲတော့နေရတယ်ဒါဒီပုံစံကြောင့်တောင်းမိကွက်ပုံစံတော်များများကတော့အဲ့လိုမျိုးတွန်းတာလေးဖြစ်တာဒီကတော့စုပ်စားပဲကာကွယ်ရမှာပဲစုပ်စားမကာကွယ်ယောဂဈေးတွေပြဖြန်းနေပြီးစုပ်စားနေပြီးနှစ်ပတ်ထပ်ဖြစ်အောင်ပါလေအဲ့လိုပဲယူဆပါတယ်ဒီရွက်လက်ကြီးအောင်ဒီမှာတွန်းတာနေမဲလာတာပဲယောဂဖြစ်ပြောင်းတော့တာတွန်းရဒဏ်ရာနေပြယောဂဝမ်းဒီမှာရှောက်အဲ့တော့ဒီလိုဒဏ်ရာတွေဒီလိုမျိုးယောဂတွေတွေ့ပြီဆိုရင်တော့အဓိကတော့ဟောတော့ညှိုးညင်တာတော့စုပ်စားပဲအဓိကထားပြီးတော့နိုင်နေစေခြင်းတယ်ဒီယောဂကြီးကိုပဲတတ်နေရင်တော့ဒီစုပ်စားဆုပ်တဲ့အတိုင်းအနောက်တစ်ထပ်ဖြစ်အောင်ပါပဲအဲ့တော့စုပ်စားပဲကာကွယ်ရမယ်စုပ်စားဆိုတာတော့ဘာရှိမလဲဆိုတော့ကိုအင်္ဂပူမျိုးတွေကတော့လေးပဲဖြစ်ဖို့ကများပါတယ်လေးရဆောင်းကတော့မှခုလောက်ကြာနေဒါမဲ့ဆောင်းကဆိုတဲ့အတွက်ကအေးတဲ့အတွက်ကလည်းပေါ့ဖွာအားနဲတဲ့အတွက်ကတပင်တလီပဲဖြစ်တယ်အဲ့တပင်တလီမှာဖြစ်တဲ့အရွက်ကလည်းခုလိုယောဂဖြစ်ပြောင်းသွားတယ်တကောင်တလီလောက်ဆိုပေမဲ့အဲ့တကောင်ရှိလိုက်ရင်ကိုဒီတညွန်ပြီးတညွန်ကူးတော့ဆိုတော့အဲ့ပင်ဟာညွန်တိုင်းလို့ဖြစ်နေတာလို့အဲ့တော့ဘာလို့လဲဆိုတော့လေးကာကွယ်မယ်ပုဒ်စီဖြစ်တဲ့ကလိုလိုဖဏပြလိုမျိုးတွေဖြန်းပေးမယ်ပိုးပြည့်စည်တွေပိုးနှင်းစည်းလေးဖြန်းပေးမယ်အကြခဏရေဖြန်းပေးမယ်ဒါခုကျွန်တော်ချန်ကယောဂနဲ့ပိုးနေတာတွေ့နေပြီဆိုတော့ကျွန်တော်ယောဂအနေနဲ့တော့ကျွန်တော်
လောဆယ်တိုင်မှုသမောအိမ်မှာရှိရဆိုတိုင်မှုသမောတစ်ချိန်ဖြန်းမယ်ရဘိုးတော့အဓိကထားမယ်ဆိုတော့ဘိုးကလုဖရနာပြဖြန်းမယ်ဂျာမာ EM5 လို့9မိုင်လို့ဟိုပြေးစီလေးတွေဟိုနှင်းစီလေးတွေအဲ့လိုမျိုးလေးတွေဂျာညက်ဖြန်းမယ်ရေဖြန်းမယ်အဲ့လိုစိတ်ကူးထားတယ်နောက်တက်ချင်းနေထွေးနေကျွန်တော်ထပ်ပြီးတော့တင်ပါမယ်ဗျအခုပြောတဲ့ဆေးတွေနဲ့မလုံလောက်ဘူးချင်းနေမထူးဆိုရင်နောက်ထပ်ဆေးတွေလိုအပ်လို့နောက်ထပ်သုံးခဲ့ရင်လည်းပဲဆေးတွေအဆင်ပြေတဲ့ဆေးတွေ့ရင်လည်းကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးတော့ကျွန်တော်ပေါ်ပြပါမယ်ဗျနောက်ပြီးဒီချမ်းမှာကျွန်တော်လေးတွေတွေ့ထားပါတယ်အဲ့ဒီလေးတွေနဲ့ပတ်သက်ပြီးတော့လည်းနောက်ထပ်ဗီဒီယိုတွေမှာဆက်လက်ပြီးတော့ကျွန်တော်ပေါ်ပြပါမယ်ဗျ